နေမရဲ့နောက်ဆုံးအိမ်မက်ကိုအဆုံးသတ်ပြီးတမိုင်းတစ်ရေးသားလိုက်တဲ့ဟာလန်နဲ့နော်ဝေပရိသတ်များအောင်မိတ်ပါပါခင်ဗျာ90 plus အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဘောလုံးကမှာအိမ်မက်တီကိုအကောင့်ထဲပေါ်နေတဲ့ကစားသမားတွေရှိသလိုအိမ်မက်တီကိုမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ရတဲ့သူတွေလည်းရှိနေပါတယ်ဘာလို့ဆိုရင်စင်မင်းကြီးကတော့အဲ့ခံစားချက်နှမျိုးစလုံးကိုတညထဲမှာမြင်တွေ့နေရတဲ့နေရာလို့ပြောမှာဖြစ်ပါတယ်ဒီနေ့မနက်စောပိုင်းကစားခဲ့တဲ့နော်ဝေနဲ့ဘရာဇီးတို့ရဲ့16အသင်းရှုံးတဲ့အဆင့်ပွဲစဉ်ကလည်းအဲ့လိုနေ့တနေ့ဖြစ်ခဲ့ပါတယ်နောက်ဆုံးဝီစီတန်မှုတ်လိုက်တဲ့အချိန်မှာနော်ဝေကစားသမားတွေဟာတမိုင်းဝင်အောင်ပွဲအတွက်ပျော်ရွှင်စွာအောင်ပွဲခံနေကြချိန်မှာတစ်ဖက်ကဘရာဇီးကစားသမားတွေကတော့ခေါင်းငုံပြီးမြက်ခင်းစိမ်းပေါ်မှာထိုင်နေကြပါတယ်။အဲ့ဒီမြင်ကွင်းတွေမှာလူတိုင်းရဲ့အာယုံကိုဆွဲယူသွားခဲ့တာကတော့ဘရာဇီးရဲ့အင်ရှိဆန်မင်းသားလေးနေမာရဲ့မျက်ရည်တွေပဲဖြစ်ပါတယ်။သူ့ရဲ့ကော်မလာအိမ်မက်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့သူကတော့နော်ဝေရဲ့ဂိုးသွင်းဆက်ကြီးအာလင်ဟာလန်ပါ။ပွဲမစခင်မှာဘရာဇီးနိုင်ရရှိလိမ့်မယ်လို့ဘောလုံးပရိသတ်တော်များများကသုံးသပ်ခဲ့ကြပါတယ်။အသင်းရဲ့အရေးသွေးတမိုင်းချောင်းနဲ့အတွေ့အကြုံဇာမတန်မို့အားလုံးမှာဘရာဇီးကနော်ဝေထက်အပြတ်အသာရနေခဲ့ပါတယ်။ဒါပေမဲ့ဟာလန်ကတော့အဲ့ဒီထင်မြင်ယူဆချက်တွေအားလုံးကိုတွင်းကုန်းနဲ့ဖျက်ဆီးပေးခဲ့ပါတယ်။ပထမဂိုးမှာသူ့ရဲ့အချိန်ကိုက်ပြေးဝင်မှုနဲ့ခေါင်းတိုင်းချဘရာဇီးခံစီကိုအားအသင်းစေခဲ့ပါတယ်။ဒုတိယဂိုးမှာတော့ဂိုးသမားဘလုံးမမတားနိုင်တဲ့အပြင်းကန်ချက်နဲ့နော်ဝေကိုတမိုင်းဝင်အနိုင်ရလက်စီခေါ်ဆောင်သွားခဲ့ပါတယ်။ဟာလန်ဒီပွဲစဉ်မှာဘောလုံးများကြီးထိတွေ့ခွင့်မရခဲ့ပေမဲ့ဘောလုံးရတဲ့အချိန်တိုင်းမှာပြန်မဲ့ခံစီအတွက်အန်ရဖြစ်စေခဲ့ပါတယ်။အခွင့်အရေးတစ်ချိန်ရရင်တစ်ချိန်ကိုအသုံးချနိုင်တဲ့သူ့ရဲ့ထွေးအောင်မှုကကမ္ဘာအဆင့်တိုက်စစ်မှုတယောက်ဘာကြောင့်ဖြစ်လာသလဲဆိုတာကိုထပ်မံသက်သေပြရောက်ပါတယ်။ဘောလုံးအကစားကိုချစ်မြတ်နိုးတဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါအခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်ကလပ်အသင်းနိုင်ငံအသင်းဆိုရင်ဂျာစီတွေကို player version fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ် Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီးဝယ်ယူအားပေးခြင်းတဲ့ညီကိုလေးတွေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါဒီမှာဘရာဇီးရဲ့အင်ရှိဆန်မင်းသားလေးနေမာကလည်းသူတက်ဆွမ်းသလောက်တော့စူးစမ်းခဲ့ပါသေးတယ်အချိန်မနောက်ဆုံးမိနစ်မှာဗရန်နီကနေဂိုးသွင်းယူပြီးတဲ့နောက်ဘောလုံးကိုအမြန်ဆုံးကွင်းနဲ့ပြန်တင်လာတဲ့သူ့ရဲ့လှုပ်ရှားမှုဟာအသင်းကိုနောက်ထပ်တစ်ဂိုးရဖို့တွန်းအားပေးခြင်းနဲ့စိတ်ဓာတ်ကိုမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့အလားကောင်းပေမဲ့အခါနှောင်းခဲသွားပြီလို့ပြောရမှာဖြစ်ပါတယ်အသင်းလိုက်စီးလုံးမှုမရှိတဲ့ဘရာဇီးဟာနေမာတယောက်တည်းစူးစမ်းမှုနဲ့ဘာမှဖြစ်မလာခဲ့ပါဘူးအိုင်ဆိုလိုရီရဲ့လူထိုးပုံလူစားလဲမှုနဲ့ကစားကွက်ပြောင်းလဲနေရာပွဲကိုပြန်လည်ထိန်းချုပ်ဖို့မလုံလောက်ခဲ့သလိုနော်ဝေရဲ့ချစ်တဲ့ခံစဉ်ကြောင်းကိုလည်းထိုးဖောက်ဖို့ခက်ခဲခဲ့ပါတယ်ဒီရှုံးပွဲဟာဘရာဇီးအတွက်ရှုံးပွဲတစ်ပွဲချက်အများကြီးပို့ခဲ့ပါတယ်ကမ္ဘာသမိုင်းတဲ့ရှောင်းအောင်မြင်ဆုံးအသင်းဖြင့်ချန်ပီယံ9ချိန်ဆိုတဲ့ဂုဏ်သိက္ခာနိုင်ငံလုံးရဲ့မျှော်လင့်ချက်နေမရဲ့နှစ်ပေါင်းများစွာတည်ဆောင်လာခဲ့တဲ့အိမ်မက်ဒီယာရီအားလုံးဟာမိနစ်90အတွင်းမှာပဲပြိုလဲသွားခဲ့ရပါတယ်။ဟာလန်နဲ့နော်ဝေအသင်းအတွက်ကတော့ဒီပွဲစဉ်ဟာသူတို့ရဲ့ဒဏ္ဍာရီအသစ်တစ်ခုအစပါပဲ။ပထမဆုံးကမ္ဘာပြိုင်ပွဲမှာရင်ဘရာဇီးကိုအိမ်ပြန်ပို့နိုင်ခဲ့ပြီးသမိုင်းတဲ့ရှောင်းပထမဆုံးကမ္ဘာကွာတာဖိုင်နယ်အဆင့်ကိုရောက်လာနိုင်ခဲ့တယ်လို့ကမ္ဘာရဲ့ဂိုးသွင်းများဆုံးအဆင့်မှာလည်းမက်ဆီအမ်ဘာဘေလိုကစားသမားတွေနဲ့အတူတူရပ်တည်နိုင်ခဲ့ပါတယ်။ဂိုးတွေသွင်းရတဲ့မဟုတ်ပဲနော်ဝေဘောလုံးလောကရဲ့မျှော်လင့်ချက်အသစ်ဟာဟာလန်လိုပဲပြောရမှာဖြစ်ပါတယ်။ပွဲပြီးချိန်မှာတော့ဟာလန်မျက်နှာမှာပြုံးနေရှိနေပြီးနေဝရဲ့မျက်ဝန်းထဲမှာတော့မျက်ရည်တွေစီးကြနေပါတယ်။ဒါဘောလုံးလောကရဲ့အလားတရားလားဒါမှမဟုတ်ရက်ဆက်မှုလားဆိုတာပြောရခဲ့ပါတယ်။တယောက်ကသမိုင်းသစ်ရေးသားနေချိန်မှာနောက်တစ်ယောက်ကတော့အိမ်မက်ပြတဲ့ညဖြစ်သွားနိုင်ပါတယ်။ဒီနေ့ညမှာသမိုင်းကိုရေးသားခဲ့သူကတော့အာလင်ဟာလန်ဖြစ်ပြီးသမိုင်းရဲ့ဝမ်းနဲ့ဝဲစာမျက်နှာတစ်ခုဖြစ်သွားခဲ့တာကတော့နေမဂျူနီယာပါ။ဘိုင်ကင်းစစ်တော်ကြီးဟာလန်ဟာနော်ဝေကိုသမိုင်းတစ်လျှောက်ပထမဆုံးအချိန်ကွာတာဖိုင်နယ်စီပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ဘရာဇီးရဲ့ရွှေရောင်အိမ်မက်တီကိုလည်းသူ့ရဲ့ခေါင်းတိုင်ဂိုးတွေနဲ့အပီးတိုင်ချိုးဖျက်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။